မင်္ဂလာပါရှင် Breaking Burma News သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှထွက်လာသောစစ်တပ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးပြီးတနက်နေ့နဲ့ခေရန်များသိမ်းဆည်းရမိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေပြည်တော်မှထွက်လာသောစစ်တပ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၈ဦးသေဆုံးပြီးတနက်နေ့နဲ့ခေရန်များသိမ်းဆည်းရမိခဲ့ကြောင်းနမောက်ကလုံး PDF အဖွဲ့မှဘိုးအောင်ကျင်းကသတင်းဌာနကိုပြောကြားပါတယ်။ယမန်နေ့ဇန်နဝါရီလ6ရက်နေ့မွန်လွယ်10:30မိနစ်ခန့်အချိန်နေပြည်တော်မှထွက်လာသောအကြမ်းဖက်စစ်တပ်ရင်တန်းကိုတော်လှန်ရေးရဲဘော်များကမြို့သစ်မြို့နယ်ရွှေပန်းကျေးပါအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်ရင်တန်းကနေပြည်တော်ကထွက်တာပါနေပြည်တော်ကထွက်လာပြီးတော့မြို့နယ်မှုပါတယ်လို့ပြောတယ်။သူတို့ရွေးကောက်ပွဲကအရာရှိတွေပါတယ်ရွေးကောက်ပွဲဖိုင်တွေတော့တွေ့တယ်ပြီးရင်စစ်ခွေးကားတစ်စီးပါတယ်ရဲခွေးကား3စီးပါတယ်3စီးလုံးကတော့မှောက်သွားတယ်။ကြောက်ကဘားတွေကိုကျသွားတာကားတစ်စီးအခြားကား2စီးကတော့လမ်းပေါ်မှာပဲမှောက်သွားတယ်စစ်သား10ယောက်နဲ့10ယောက်ဝန်းကျင်လောက်သေဆုံးတယ်အလောင်းတွေကတော့ကားထဲမှာပြနေတာအပြင်မှာတွေလည်းတူလိုတွဲလောင်းတွေပေါ်ကပ္ပစ19နဲ့ရွှေပန်းကြီးပါအနီးမှာဖြစ်တာပါဟုနမောက်ကလုံး PDF အဖွဲ့မှပူဟောင်းချင်းကပြောဆိုပါတယ်ထို့သူတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးကကား3စီးတိမ်းမှောက်ပျက်စီးသွားခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ထံမှ G3 တနက်2လမ်း G160 တောင်ကြီးပေါက်3ခုသိမ်းဆည်းရမိခဲ့ကြောင်းတော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်စစ်တိုင်း903တပ်ရင်နမောက်ကလုံး PDF တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးရန်ကုန်ပြည်လမ်းပေါ်ရှိစစ်တပ်စခန်းကိုတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်တဲ့ဖြင့်တိုက်ပွဲဖြစ်ပြီးရင်းအသွားလာရှားရက်ဆိုင်ကကားရချီပိတ်မိနေတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပေါ်ရှိစစ်တပ်စခန်းကိုတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်တဲ့ဖြင့်တိုက်ပွဲများဖြစ်ပွားနေပြီးရင်းအသွားလာရှားရက်ဆိုင်ကကားများပိတ်မိနေကြောင်းမင်းလာမြို့နယ်အခြေစိုက်တော်လှန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဇန်နဝါရီ9ရက်နေ့နနက်4:45မိနစ်အချိန်မှစတင်၍ပဲခူးတိုင်းအနောက်ချမ်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းဘေးရှိတာလီကြီးရွာတွင်တပ်ဆွဲထားသောစစ်တပ်စခန်းကိုတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းတိုက်ပွဲမှာပြင်းထန်နေပြီးမင်းလာမြို့နယ်အညာတန်းကြီးကျေးရွာဖုန်ကြီးကျောင်းတွင်တပ်ဆွဲထားသောစစ်တပ်ကလက်နက်ကြီးပစ်ကူများမယမနာပစ်ခတ်နေကြောင်းတိုက်ပွဲပြင်းထန်နေတဲ့ဖြင့်ရန်ကုန်ပြည်လမ်းတွင်ရင်းအသွားလာရက်ဆိုင်ပြီးကားရကြီးပိတ်မိနေကြောင်းသိရပါတယ်။မင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းမှပေါ်မှာတိုက်ပွဲဖြစ်နေလို့ခရီးသည်တင်ကားတွေလည်းပိတ်မိနေတယ်။ကားတွေလည်းရှေ့တိုးမရနောက်ဆုံးမရဖြစ်နေတယ်။လက်နက်ကြီးတွေဖြစ်နေတာရောတိုက်ပွဲဖြစ်နေတာရောကားလမ်းပေါ်ကနေအကုန်ကြားနေရတဲ့ဟုမင်းလာမြို့နယ်အခြေစိုက်တော်လှန်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ရင်းဖြင့်ရန်ကုန်ပြည်ကားလမ်းပေါ်တွင်တိုက်ပွဲဖြစ်ပွားနေတဲ့ဖြင့်ကားလမ်းဝဲရခြေပါများမှာပြည်သူများလည်းရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းလက်ရှိသတင်းရေးသားနေချိန်အထိတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းသိရပါတယ်။မန္တလေးမှာပေါ်တာဆွဲဖမ်းဆီးမှုပြန်စရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးမြို့မှာအခုလဆန်းရက်ပိုင်းမှာပေါ်တာဆွဲဖမ်းဆီးမှုတွေပြန်လည်စတင်နေပြီးလူငယ်အချို့ဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ်။ဇန်နဝါရီ9ရက်ည7:00နာရီခွဲခန့်ကမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ညောင်ခွဲရက်အကွက်1ရက်ကကျူးမြေမှာနေထိုင်တဲ့အသက်25နှစ်ဝန်းကျင်လူငယ်အမျိုးသားတအုပ်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Mandalay အဖွဲ့ကအသိပေးပါတယ်။အလားတူမနေ့ဇန်နဝါရီ9ရက်ည7:00နာရီလောက်မှာပသိမ်ကြီးမြို့နယ်ဝင်းချန်ကြီးရွာကအမျိုးသား9ဦးကိုစစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားပြီးတအုပ်ကိုကျပ်330ပေးရင်ပြန်လွှတ်ပေးမယ်လို့ပြောထားကြောင်း Voice of MTY အဖွဲ့ကထပ်မံအသိပေးပါတယ်။ပေါ်တာဆွဲဖမ်းဆီးမှုတွေဟာပြည်ကြီးတကွန်မြို့နယ်ထဲမှာလည်းဖြစ်ပေါ်နေကြောင်းဒေသခံတွေကပြောပါတယ်။ည9:00နာရီလောက်ရှိသေးတဲ့လမ်းထိပ်ဖုံသုံးနေတဲ့ကလေးကိုဝင်ဆွဲသွားတာလို့ပြည်ကြီးတကွန်မြို့နယ်ကလုံခြုံရေးအရာရက်ကွက်အမည်မပြောလို့တဲ့ပြည်သူတအုပ်ကပြောပါတယ်။ဒါပြင်သတင်းမပြန့်ပဲလူမသိသူမသိဖမ်းဆီးခံရတဲ့လူငယ်တွေလည်းအများပြားရှိနေကြောင်းမန္တလေးမြို့ကန်တွေကပြောပါတယ်။စေအုပ်စုဝင်တွေဟာပြည်သူတွေစီကစစ်မှုထမ်းကြေးကိုလည်းလစဉ်ကောက်ခံကရယူနေတယ်လို့သိရပါတယ်။စစ်တပ်ကအာဓမ္မဖမ်းဆီးသွားတဲ့လူငယ်တွေနဲ့စစ်တပ်နဲ့အပတ်စဉ်20ကိုဒီဇင်ဘာလအတွင်းကစတင်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးမုံရွာမြို့ပေါ်တွင်တရက်ထဲလူငယ်80ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးစစ်မှုထမ်းအပတ်စဉ်21အတွက်စစ်သားစုဆောင်းနေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်တရက်ထဲလူငယ်80ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးစစ်မှုထမ်းအပတ်စဉ်21အတွက်စစ်သားစုဆောင်းနေကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘဆွေမျိုးများနှင့်မိတ်ဆွေများထံမှစုံစမ်းသိရှိရပါတယ်။ဇန်နဝါရီလ9ရက်နေ့ညနေပိုင်းတွင်မုံရွာမြို့ပေါ်လမ်းစုံလမ်းခွများတွင်၎င်းမြို့ပေါ်ကိုအိမ်စီးကားများဖြင့်ပတ်၍တော်၎င်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ကြောင်းယမနီတရက်ထဲမုံရွာတစ်မြို့လုံးတွင်လူငယ်80ကျော်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ယမနီတရက်ထဲဖမ်းဆီးခံရသောလူငယ်80ကျော်ကိုစကိုင်းတပ်မ33တပ်ရင်စစ်မှုထမ်းတင်တန်းကျောင်းသို့ပို့ဆောင်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။မနေ့ညနေပိုင်းမှာစစ်ခွေးတွေလူငယ်ကိုပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေပြည်တော်စုလန်အင်ကုန်းအစင်းတို့မှာလူငယ်9ယောက်ဆွဲသွားတယ်။ညနေပိုင်းမှာမုံရွာမြို့ပေါ်လမ်းစုံတွင်မှာအိမ်စီးကားတွေနဲ့ပတ်ပြီးတော့မြို့ပေါ်နေရာစုံမှာ
ပတ်ပေါ်တာဆွဲနေတာပါမင်းညနေပိုင်းမှာတင်စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်80ကျော်ပါတယ်မြို့ထဲနဲ့စက်မှုဘက်ကဆွဲတာများတယ်ဆိုင်ကယ်ပါလာရင်လည်းနီးစက်ရဆိုင်တွေမှာအခိုင်ပြီးလူတွေဆွဲသွားတာပါအခုပါသွားတဲ့လူငယ်တွေမိသားစုတွေနဲ့တွေ့ခွင့်မပေးဘူးပတ်စံနဲ့ရွှေးမယ်ဆိုရင်တောင်စစ်ခွေးတွေအရွှေးမခံဘူးလက်ရှိမှာစစ်မှုရန်တင်နန်းချောင်းပို့တော်မယ်ဟုဖမ်းဆီးခံလူငယ်တအူမိတ်ဆွေတအူကပြောဆိုပါတယ်အလားတူဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တို့တွင်လည်းမုံရွာမြို့ပေါ်တွင်လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကအိမ်စီးကားများဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်အကြမ်းဖက်စစ်တပ်ကယခုဇန်နဝါရီလ15ရက်နေ့တွင်စစ်မှုရန်အပတ်စဉ်21ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်